Hello အားလုံးပဲမင်္ဂလာပါချူလေးကဘဝမှာဘယ်အယုတ်ကိုအကြိုက်ဆုံးလဲဆိုရင်နှာခမ်းကိုထော်နေတယ်ဘယ်ယုတ်ဆိုကိုကြိုက်ဆုံးဖြစ်ပါတယ်ထာဒဒန်ဒီဘဲရုပ်ဆိုလေးကတော့လက်ဆောင်ရတာပဲဖြစ်ပါတယ်အဲ့တော့ဖောက်ပါမယ်ဒါကလိုချင်ဆုံးပါဒါကဒုတိယဒါကတတိယ1 2 3အမလီရင်းနေခုံလိုက်တာကပ်ပြားလေးကြည့်လို့မဖြစ်ဘူးအဲ့တော့မမြင်ရအောင်လို့ဖောက်မှရမယ်စိတ်တွေလှူရှားလိုက်တာအမလီဘာလူလေးစမ်းမိတာလည်းမသိဘူးတမျိုးလေးတော့ခံစားရတယ်ထွက်လာပြီအဲ့ဒါဘာကောင်းတော့ဟိုနှကန်းလေးတော့တွေ့ပြီဘာလုံးကြီးတော့မထားရဟုတ်တော့ဟီဘာကောင်းတော့အဲ့ဒါဘာကောင်းတော့ဟုတ်တော့ငါလိုချင်တဲ့ကောင်းလည်းမဟုတ်ဘူးဘာကောင်းတော့အဲ့ဒါ secret လားမဟုတ်ပါဘူးဘယ်ကောင်းလဲကူကြည့်ပေးကြပါဦးတကိုးကောင်တကိုးလေးပဲဖြစ်ပါတယ်တိတ်တော့မကြည့်နဲ့ချင်ဘူး accessory လေးထုတ်ကြည့်အောင်ပါပဲအမကပြားဟုတ်တယ်တကိုးတည်ကြပါပြီလိုချင်တဲ့1 2 3လည်းမရဘူးမကောင်ရလည်းမသိဘူးစိတ်ညစ်တယ်အမကြီးဖောက်လိုက်တာခိုးတယ်အုတ်ထုတ်တယ်လှုပ်ရှားရှိရတော့လှုပ်ရမှာပဲပေးတဲ့သူတို့လည်းအရင်ကျေးဇူးတင်တယ်ခုလိုအယုတ်ကလေးကိုပေးတဲ့အတွက်ကဲအော်တိုကဘလူးဆိုရမှာလေအဲ့လိုလား
ကျွတ်ကြနေတော့ဟုတ်တော့အဲ့ကျိုးတန်လန်ဘာလို့ရမှာတော့စကကလည်းလန်နေသေးတယ်ညမှန်ဘယ်မတော့ဘာလို့မတွေ့တာတော့ဒုက္ခပါပဲဟုတ်တော့စိတ်ညစ်တယ်ဘယ်မှမတွေ့တူလားတူရဲ့လားဟုတ်တယ်တူလားလို့စိတ်တော့ညစ်တယ်ဒါမဲ့လေကြိုက်ပါတယ်ဘေးယူဆူလေဘေးယူဆူပေါ့ကွယ်လက်ထဲကဘူစီပေါင်းကျိုးလေးကိုကိုင်ထားမယ်ဆိုတာရယ်မျက်မှန်လေးပါတာရယ်မနဲ့ကြမှတွေ့တာပါမှန်နေကောင်မှာကက်ညက်တန်တဲ့မျက်မှန်လေးတွေ့လို့အခုတော့ဘူစီပေါင်းလေးကိုလည်းလက်ကကင်ပြီးတော့မျက်မှန်လေးလည်းတက်ပြီးတော့တင်ထားလိုက်ပါပြီရှင်တဒါ